Life is a game နဲ့ဘဝဆိုတာကစားပွဲပဲဒီတော့ကျွန်တော်တို့အန်စာတုံးခောက်ကြရအောင်အဲ့တော့ဘယ်လိုကစားပွဲမျိုးလဲဆိုတော့အခုတရားမိတ်ဆွေတွေဒီ game လေးကိုကြည့်လိုက်ပါငယ်ငယ်တုန်းကဒီ game လေးကိုကစားဘူးလားဒါဘာ game လေးလဲဟုတ်ပါတယ်မွေနဲ့လေကားဆိုတဲ့ကစားပွဲလေးဖြစ်ပါတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကကစားဘူးကြလိမ့်မယ်စထွက်အမှတ်ပေါ့နော်တကွက်ကနေစပြီးတော့ကျွန်တော်တို့တွေပန်းတိုင်ဖြစ်တဲ့100ထီကိုအန်စာတုံးလေးတွေခောက်ပြီးတော့ကစားသမားလေးတွေကရွှေ့ပြီးတော့သွားရတယ်။မွေနဲ့လေကားဆိုတဲ့ကစားပွဲကြီးအတိုင်းပဲဒီလမ်းကြောင်းကြီးတစ်လျှောက်မှာဘာတွေရှိတယ်လဲဆိုလို့ရှိရင်လေကားတွေလည်းရှိတယ်မွေတွေလည်းရှိတယ်။လေကားဆိုတာအလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ကိုနောက်တစ်ဆင့်တက်သွားစေတယ်နောက်တစ်ဆင့်မြင့်သွားစေတယ်ပန်းနိုင်နဲ့ပိုပြီးတော့နီးစပ်သွားစေသောအရာတွေဖြစ်တယ်ဒါတွေကလေကားတွေတနည်းအားဖြင့်တော့ဘဝရဲ့အခွင့်အလမ်းတွေ opportunities တွေအဆင့်ကိုမြင့်စေသောကောင်းသောအရာတွေဖြစ်ပါတယ်ဒါတွေကလေကားတွေဖြစ်တယ်အဲ့ဒါတွေအပြင်နောက်တစ်ခုဒါကတော့မွေတွေဖြစ်ပါတယ်ဒီမွေတွေဟာအားလုံးပဲသိတဲ့အတိုင်းပဲကျွန်တော်တို့နောက်တစ်ဆင့်နှိမ့်သွားစေတယ်ပန်းနိုင်နဲ့ဝေးသွားစေတယ်ကျွန်တော်တို့ကိုဝါမြုံမဲ့သူတွေဖြစ်တယ်နှိမ့်ချသွားစေတယ်ဆုံးရှုံးသွားစေသောအရာတွေဟာမွေတွေဖြစ်ပါတယ်ဒီတော့ဘဝဆိုတာမွေလှေကားကစားပွဲကြီးလိုမျိုးပဲအခက်အခဲတွေလည်းရှိတယ်မွေတွေလိုမျိုးပေါ့အခွင့်အလမ်းတွေလည်းရှိတယ်လှေကားတွေလိုမျိုးပေါ့မွေနဲ့လှေကားဆိုတဲ့အခက်အခဲနဲ့အခွင့်အလမ်းတွေရောနေသောအရာကြီးဟာကျွန်တော်တို့ရဲ့လောကကဘာကြီးဖြစ်ပါတယ်မွေနဲ့လှေကားဆိုတဲ့ဘဝကြီးဖြစ်ပါတယ်အဲ့တော့အားလုံးလဲကိုယ့်ဘဝမှာပြန်စဉ်းစားကြည့်ရင်ကြုံမှုကြလိမ့်မယ်မွေလိုမျိုးဒုက္ခတွေအခက်အခဲတွေလည်းအများကြီးပဲတွေ့ကြုံခဲ့ကြလိမ့်မယ်ကြာရှုံးမှုတွေဆုံးရှုံးမှုတွေခက်ခဲမှုတွေအဆင်မပြေမှုတွေဒုက္ခတွေပြဿနာတွေဒါတွေအားလုံးတွေ့ခဲ့မှာပဲဒါတွေကကျွန်တော်တို့မွေတွေနဲ့ဘဝမှာတွေ့ကြုံခဲ့ကြတာဖြစ်ပါတယ်နောက်တစ်ခုကလှေကားလိုမျိုးပဲကျွန်တော်တို့ဘဝမှာပုံမအောင်မြင်စေတဲ့အရာတွေအခွင့်အလမ်းတွေမိကောင်းဆွေကောင်းတွေဒါတွေဟာကျွန်တော်တို့နောက်ထပ်တစ်ဆင့်မြင့်သွားစေမဲ့ကောင်းကျိုးတွေပေးမဲ့အရာတွေဒါတွေကလှေကားတွေဖြစ်ပါတယ်အားလုံးကကစားသမားတွေဖြစ်တယ်ဘဝရဲ့ကစားသမားတွေဖြစ်ကြတယ်အခက်ခဲတွေလည်းကြုံမယ်အခွင့်အလမ်းတွေလည်းကြုံမယ်ဘလို့ပဲကြုံပေါ့ဒီကစားပွဲလေးအတိုင်းကျွန်တော်တို့ရည်ရွယ်တဲ့ရီမန်းချက်ပန်းနိုင်ဖြစ်တဲ့100ဆိုတဲ့ပန်းနိုင်ကိုမရောက်အောင်သွားနေကြတာပဲခါလီမှာကျွန်တော်တို့ကဘဝရဲ့ပန်းနိုင်နဲ့နီးကပ်လာတော့မှအင်မတန်မှရှည်လျားတဲ့မွေကြီးတစ်ကောင်နဲ့တွေ့ပြီးတော့ကြာရှုံးသွားနိုင်တာတွေရှိတယ်ပန်းနိုင်နဲ့နီးစပ်ပြီးတော့မှပြန်ဝေးသွားတာတွေရှိတယ်အဲ့လိုမျိုးတွေဖြစ်တဲ့အခါမှာကျွန်တော်တို့တွေကစိတ်ပြတ်ကြတယ်စိတ်ဓာတ်တွေကျကြတယ်ဝမ်းနေကြတယ်ငိုကြွေးကြတယ်အဆင်မပြေမှုတွေဖြစ်ကြတယ်ဒါဟာဘဝမှာမွေတွေနဲ့ကြုံနေတဲ့အချိန်ဖြစ်တယ်ဒါပေမဲ့လည်းကျွန်တော်တို့ကရက်နေလို့မရပါဘူးငါမွေတွေနဲ့ကြုံနေလို့အောက်ကျသွားတယ်ဆုံးရှုံးသွားတယ်နစ်နာသွားတယ်ဆိုပြီးတော့ရက်နေလို့မရဘူးအန်စာတုံးလေးတွေခောက်ပြီးတော့ရှေ့ကိုတလန်းပြီးတလန်းဆက်တက်နေဖို့လိုအပ်တယ်ရှေ့မှာလှေကားတွေလည်းအများကြီးကြုံနိုင်ပါသေးတယ်ဒါကြောင့်မွေတွေနဲ့တွေ့တိုင်းလဲစိတ်တက်ကြမနေနဲ့လှေကားတွေကြုံနိုင်သေးတယ်ဆိုတာလဲတွေးရမယ်စဉ်းစားရမယ်အဲ့ဒီလိုပဲလှေကားတွေနဲ့ကြုံပြီးတွေ့ပြီးတော့တဆင်မြင့်မားနေတဲ့အခြေအနေမျိုးမှာလဲကျွန်တော်တို့တွေကဘဝကိုမေ့ပြီးတော့မာနတွေတက်နေလို့အဆင်မပြေပါဘူး။ဘာကြောင့်လဲဆိုတော့အခက်မသိတဲ့အခြေအနေတွေမထင်မှတ်သားသောအခြေအနေတွေမှာမွေတွေနဲ့လည်းကြုံနိုင်သေးတယ်တွေ့နိုင်သေးတယ်ဆုံးရှုံးသွားနိုင်တာတွေလည်းရှိတယ်။ဒါတွေလည်းကျွန်တော်တို့အခုလက်ရှိပတ်ဝန်းကျင်မှာနော်တဘာဝဘေးအန္တရာယ်တွေပတ်ဝန်းကျင်ရဲ့အခြေအနေမကောင်းမှုတွေမထင်မှတ်ထားသောဖြစ်ရပ်တွေဟာကျွန်တော်တို့ရဲ့လောကဓာတ်ရဲ့ရိုက်ခတ်မှုတွေကြောင့်ပေါ့နော်ကြာရှုံးသွားတာတွေလည်းအများကြီးပဲရှိမှာပဲဒီတော့တက်သမျှကြာသမျှဒိုင်းမှာစိတ်ပြတ်နေတာတွေစိတ်တွေမြောက်ကြွပြီးတော့မာနတက်နေတာမျိုးတွေမဖြစ်ဘဲနဲ့စိတ်ကိုတည်တည်ငြိမ်ထားပြီးတော့ဘဝကိုအကောင်းဆုံးဖြတ်သန်းနေဖို့လိုအပ်ပါတယ်ဒါကြောင့်လဲ life is a game ဘဝဆိုတာကစားပွဲကြီးလို့ပြောတာပါကျွန်တော်တို့စိတ်လှုပ်ရှားစွာနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ကစားတတ်ဖို့လိုအပ်တယ်မွေတွေနဲ့ပဲတွေ့လေကားတွေနဲ့ပဲတွေ့ငါအကောင်းဆုံးရည်မှန်းထားတဲ့ဘဝပန်းတိုင်ကိုရောက်အောင်သွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးနဲ့ချီတက်နေဖို့လိုအပ်ပါတယ်စကားလေးတစ်ခုရှိတယ်ဒါကဘာလဲဆိုတော့အခုဒီစာသားလေးကိုကြည့်လိုက်ပါဒီစာသားလေးမှာတွေးလိုက်မယ်ကွက်လက်လေးတွေဖြည့်ကြည့် sometimes you W နဲ့ sometimes you L အဲ့ဒါလေးတွေကွက်လက်ဖြည့်ကြည့်မယ်ဆိုရင်အားလုံးအများဆုံးပြောကြတာတွေ့လိမ့်မယ် sometimes you win
တခါလေမှာဘဝမှာကျွန်တော်တို့ကအောင်မြင်မှုတွေရှိလိမ့်မယ်အနိုင်ရမှုတွေရှိလိမ့်မယ်ပြတ်ထွန်းမှုတွေရှိလိမ့်မယ်ဒါဟာ sometimes you win နဲ့တွေ့နေတာဒါဆိုရင်အောက်မှာဖြစ်တဲ့ L ကဘာများဖြစ်မလဲ sometimes you တကယ်တမ်းတော့ land ဖြစ်ပါတယ်စိတ်ထဲမှာထင်နေကြတာတော့ win ဆိုတဲ့စကားလုံးတွေ့ပြီဆိုရင် lose ဆိုတာကိုတွေ့လိမ့်မယ်ငါတော့နိုင်ရင်နိုင်မနိုင်ရှုံးမယ်အောင်မြင်မအောင်မြင်ကြရှုံးမယ်လို့တွေးလိုက်တာတကယ်တော့ land လောက်လိုက်တာဖြစ်တယ်သင်ခန်းစာယူလိုက်တာဖြစ်တယ်ဒါကြောင့်တစ်ခါလေမှာသင်ဟာအောင်မြင်မှုတွေရလိမ့်မယ်တစ်ခါလေမှာသင်ခန်းစာတွေရလိမ့်မယ်သင်ယူရလိမ့်မယ်ဘဝမှာမွေတွေနဲ့ကြုံလို့တစ်ဆင့်နှိမ်သွားတဲ့အခါမှာ landing လုပ်ပါသင်ယူပါအဲ့တော့ကျွန်တော်တို့က win ဆိုတဲ့အောင်မြင်မှုတွေလိုချင်တယ်အနိုင်ရမှုတွေလိုချင်တယ် game တိုင်းမှာလူတိုင်းဒီ winner တွေဖြစ်ချင်ကြတယ် win ခြင်းဘာလို့ရမလဲ landing လုပ်ရမှာဖြစ်တယ်သင်ယူရမှာဖြစ်တယ်သင်ယူမှုတွေပြည့်စုံတော့မှသာလင်အောင်မြင်မှုတွေကိုရမှာဖြစ်ပါတယ်ဒီတော့ဘယ်တော့မှနိုင်နေရှုံးတယ်လို့တွေးမဲ့အစားနိုင်မယ်သင်ယူမယ်တင်ယူပြီးတော့အနိုင်ရအောင်သွားမယ်ဆိုပြီးတော့ခြေတက်မယ်ဆိုရင်ဘဝရဲ့ကစားပွဲဖြစ်တဲ့ game ပွဲမှာသင်ဟာအနိုင်ရတဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ငငယ်တုန်းကကစားခဲ့တဲ့မွေနဲ့လေကားဆိုတဲ့ကစားပွဲလေးကနေဒီကမိတ်ဆွေတွေရဲ့အရေးကြီးတဲ့ဘဝသင်ခန်းစာကိုတွေ့ရှိပြီးတော့စိတ်သက်ခွန်အားတွေရရှိသွားလိမ့်မယ်လို့ထင်ပါတယ်အားလုံးပဲဘဝရဲ့လောကဓာတ်တိုင်းကိုစိတ်မပြတ်ပဲရှေ့ဆက်နေဖို့လိုအပ်ပါတယ်တကယ်တမ်းရှုံးနိမ့်သွားတဲ့သူဟာမတင်ယူပဲရက်တန့်လိုက်တဲ့သူမှသာလျှင်ရှုံးနိမ့်သွားတာဖြစ်ပါတယ်။တင်ယူပြီးရှေ့ဆက်နေတဲ့သူအတွက်ကတော့ဘယ်တော့မှရှုံးနိမ့်မှာမဟုတ်ပါဘူး။အောင်မြင်မှုစီကိုခြိတက်နေတဲ့သူဖြစ်ပါတယ်လို့ဒီဗီဒီယိုလေးကနေအားပေးကြပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ဖူးကျော်စင်မှာ Future Wave Training ရဲ့ founder နဲ့ professional trainer တယောက်ဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်တွေ့ဆုံကြရအောင်ပါ။